လောကလူတွေကအချိန်တစ်ခုသတ်မှတ်ထားတဲ့အခါမှာထိုသတ်မှတ်ထားတဲ့အချိန်စေ့သွားတော့နောက်ဆုံးနေ့ဆိုတာဖြစ်ပေါ်လာတာဘုန်းကြီးတို့တွေရဲ့ဘဝမှာလည်းပဲနောက်ဆုံးနေ့ဆိုတာရှိလာမှာပဲပေါ့နော်အဲ့တော့ဘယ်ရာရဲ့နောက်ဆုံးနေ့ပဲဖြစ်နောက်ဆုံးနေ့တစ်ခုမှာဓမ္မအတွေးနဲ့ဓမ္မအမြင်ကိုမြင်ဖို့အရေးကြီးတာပေါ့အချိန်ချင်းထပ်နောက်ဆုံးနေ့တွေကြုံတွေ့ရစေကမူဓမ္မအတွေးမတွေးမိတဲ့ပုဂ္ဂိုလ်ဟာပျော်စရာလို့ပဲယူကောင်းယူကြလိမ့်မယ်ဒီကမ္ဘာလုံးမှာလိုက်ကြည့်မယ်နေ့ဖြင့်ကဆိုလို့ရှိရင်အားလုံးက Happy New Year လုပ်နေကြမှာပဲเนาะတကယ်ကတော့ဒီနေ့နောက်ဆုံးနေ့ဓမ္မအတွေးနဲ့တွေ့ကြည့်မယ်ဆိုလို့ရှိရင်သတ်မှတ်ထားတဲ့365ရက်ကြီးကုံဆုံးသွားတာအဲ့ဒီကုံဆုံးသွားမှုဟာအချိန်တစ်ခုကုံဆုံးသွားမှုလို့ဆိုပေမဲ့လို့အချိန်ကြီးသူ့ကသူကုံဆုံးသွားတာမဟုတ်ဘူးဘုန်းကြီးတို့တွေစီကဘာတွေယူသွားတုံးဆိုနုပြုမှုတွေပါသွားပြီ2012ခုမှာရှိတဲ့ရုပ်ရည်တွေအဲ့ဒီကခန္ဓာကိုယ်ရဲ့နုပြုမှုတွေဒီနှစ်ကုံဆုံးခြင်းနဲ့တကွအတူတကွပါပြီးတော့သွားတယ်လို့ဒီလိုပြောတာနော်အသက်တစ်နှစ်ကြီးသွားတယ်ဆိုတာကိုယ့်ရဲ့နုပြုမှုတွေကုံဆုံးသွားခြင်းပဲလို့ဒီလိုပြောဒီလိုနဲ့ပဲတစားနဲ့ကုံဆုံးပြီးတော့ဘဝတစ်ခုဆုံးသက်သွားကြတာပေါ့မြတ်စွာဘုရားကိုယ်တိုင်ကအမတ်တမဲ့မနေဖို့ဆိုပြီးတော့ယဟန်တော်တွေကိုဆုံးမလေးရှိထိုသုတ်တန်နေမှာမြတ်စွာဘုရားဆုံးမထားတာလေးတွေအဲ့ဒီဆုံးမထားတဲ့အဆုံးမစကားလေးတွေကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်ဆိုရင်လောကကြီးရဲ့ဓမ္မတာအရာအစရှိရင်အဆုံးရှိနေ့ပြင်ကဆိုလို့ရှိရင်2013ဆိုတဲ့နှစ်ဟာစတင်လာဒီကနေ့2012ကုန်ဆုံးပြီးတော့2013ဆိုတာတစ်ကနေစနောက်ဒီလိုအချိန်မျိုးမှာတခါ2013နှစ်ရဲ့ကုန်ဆုံးတဲ့နေ့ဆိုတာတခါလာအောင်ပါအဲ့တော့လာတိုင်းကိုယ့်အတွက်မှာထူးမခြားနာဖြစ်မနေဖို့ဓမ္မအတွေးတွေနဲ့တွေးပြီးတော့တန်ဝေကစိတ်ကလေးတွေဖြစ်ပွားဖို့ဒါအရေးကြီးတာပေါ့နော်မြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောတယ်ကိုရောမြတ်ရဲ့လက်သေးပေါ်မှာမြေမုံကလေးတင်ပြီးတော့ဟာဒီမြေမုံလေးအတိုင်းတာလောက်တောင်မှပဲအကြောင်းတရားတွေကဖန်တီးထားတဲ့သင်္ခါရတရားမြဲတယ်ဆိုတာမရှိပါဘူးတဲ့ဒီမြေမုံလေးပမာဏလောက်တောင်မြဲတာမရှိဘူးဒီမြဲတာမရှိသည့်အတွက်ကြောင့်ဗြဟ္မစရိယလို့ဆိုတဲ့မြတ်သောအကျင့်ဒုက္ခတွေအဆုံးသတ်ဖို့မြတ်သောအကျင့်ဆိုတာလိုအပ်လာတာဖြစ်တယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မကျင့်ဘူးဆိုလို့ရှိရင်အခုလိုပဲနှစ်တည်ကုံဆုံးသွားမှာပဲအသိဉာဏ်အနေနဲ့တဏှာဝိရဲ့ဆင်းရဲဒုက္ခတွေကိုတတိထားမိမှာမဟုတ်ဘူးပေါ့မြတ်သောအကျင့်ကိုကျင့်တယ်လို့ဆိုတာဘာပြောတာတော့တတိထားပြီးတော့တဝေကဉာဏ်ဖြစ်ပွားတာကအစအမှန်မြင်ပြီးတော့မမြဲတဲ့သဘောတရားတွေကိုဆင်ញင်နိုင်ဖို့မြတ်စွာဘုရားကဟောတာမမြဲတဲ့သဘောဆင်ញင်စဉ်းစားနိုင်မှသာလျှင်ဝိပဿနာဉာဏ်ဆိုတာဖြစ်တယ်ဝိပဿနာဉာဏ်ဖြစ်မှမဉာဏ်ဆိုတာဖြစ်လာနိုင်ဝိပဿနာဉာဏ်မဖြစ်ဘူးဆိုတာမဖြစ်ဘူးဆိုလို့ရှိရင်မဉာဏ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဝိပဿနာဉာဏ်ရင့်တန်မှမဉာဏ်ဆိုတာဖြစ်တယ်အဲ့တော့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ရှေ့ပိုင်းမှာဘာတော့ဆိုရင်ဓမ္မအတွေ့တန်ဝေကအတွေ့ဆိုတာလေးတွေတွန်းအားပေးတဲ့သဘောအနေနဲ့ရှိနေရမယ်အဲ့ဒါလို့တွန်းအားလေးနဲ့တောင်းဝိပဿနာလမ်းကြောင်းပေါ်ကိုတင်ပေးနိုင်ခြင်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာနေအောင်ကုန်လို့နှစ်သိကူးပြီဆိုရင်တန်ဝေကဖြစ်ဖို့နေနေတာပျော်ဖို့ပါဖို့ပဲစဉ်းစားလာမှာပဲ
ဒီလိုဆိုလိုတာနော်အဲ့ဒီလိုပြောဖို့ပါဖို့စဉ်းစားလာလို့ရှိရင်လွတ်ကြောင်းလမ်းစာရှာတွေ့မှာမဟုတ်တော့ထွက်ပေါက်ကိုရှာလည်းမရှာတော့ထွက်ပေါက်တွေ့ကိုမရှိဘူးမရှိတော့မြတ်စွာဘုရားကဒီတန်တရားဝတ်ထဲမှာတဝဲလဲလဲဖြစ်နေရတာကိုမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဒီကရတံဒုက္ခံပစ္စနိភူတံတကယ်ကိုနှစ်ပေါင်းများစွာဆင်းရဲဒုက္ခတွေတွေ့ကြုံခံစားလာတော့ကလူသားတွေဒီဒုက္ခတွေခံစားနေရတလောကဂျာနယ်လေးတစ်ဆောင်နဲ့ကိုကြည့်လိုက်တယ်။ဘာတွေးလိုက်တုံးဆိုနွားလေးတွေဝဝဖြိုးဖြိုးနဲ့အရွယ်ရောက်ပြီးတော့ဝါဖြိုးလှပနေတဲ့နွားလေးအောက်ကရေးထားတာဘာတော့ဆိုအသားစားနွားမွေးပြုရေးစဉ်းစားကြည့်လိုက်တော့အော်သူတို့မကြခင်ဟင်းအိုးရဲရောက်ရှာကြတော့မှာမော့လို့ကြော့လို့ခုချိန်တန်တရားဝတ္ထစဉ်းစားကြည့်လို့ရှိရင်ဘုန်းကြီးတို့တွေလည်းမသိဘူးဆိုလို့ရှိရင်မော့လို့ကြော့လို့ပဲနေကြအောင်မှာပဲမစဉ်းစားလို့ရှိရင်တွေ့မှာမဟုတ်အဲ့ဒီလိုဘဝပေါင်းကိုဇက်ပြတ်ပြီးသေရလို့ဇက်ကနေပန်းထွက်လာတဲ့သွေးတွေဟာမြတ်စွာဘုရားကသမုဒ္ဒရာတဲကရေတဲ့များပါတယ်လို့ဒီလိုပြောတာဒီလိုဟောတာဘာဖြစ်လို့ဒီလိုပြောတော့ဆိုဘဝပေါင်းကရေတွက်နိုင်ခြင်းမရှိတော့အောင်ကြာညောင်းလာခဲ့တော့ဒီဒုက္ခမျိုးတွေဟာကြုံခဲ့ဒါကြောင့်ဒီကရတံဒုက္ခံပစ္စနိភူတံဒီကရတဆိုအလွန်ကိုရှည်လျားတဲ့ကာလပတ်လုံးဒုက္ခံဆင်းရဲဒုက္ခဆိုတာပစ္စနိភူတံတို့တွေတွေ့အသေးစားဖြစ်ဒါတွေကတဝဲလေလေလာပဲတက်တာနဲ့လားလို့ဆိုမဟုတ်ပစ္စနိတကယ်ခံရဘုရားပျက်စီးမှုအမျိုးမျိုးနဲ့ရတယ်ညာတိပြဒနာဆွေတွေမျိုးတွေတည်တာလည်းများလာပြီဘောဂပြဒနာပစ္စည်းဥစ္စာတွေဆုံးသွားတာလည်းများလာပြီဆုံးသွားမှုတွေရောဂပြဒနာအနာရောဂါဖြစ်လို့ဆုံးသွားမှုတွေလည်းများခဲ့လာပြီဒီဆုံးမမှုတွေမဆုံးနိုင်တဲ့အတိုင်းအတာတစ်ခုခံစားခဲ့ကြရတယ်ဆိုတာပြန်လီတွေးကြည့်လို့ရှိရင်အားလုံးသဘောပေါက်လာတယ်။နောက်မြတ်စွာဘုရားထင်ရှားအောင်ကတတိဝဋ္ဌိတာသင်္ချိုင်းမြေမှာမြုပ်နှံလိုက်လို့သို့မဟုတ်မိတချိုပြီးတော့ကျွန်းကြံတဲ့ပြာတွေပုံထားလို့သင်္ချိုင်းမြေကြီးဟာမောက်တက်လာတယ်။သုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောထားတယ်အတိုင်းတာကဘာတစ်ခုလို့ဆိုတယ်အတိုင်းတာရှိလျားတဲ့ကဘာတစ်ခုမှာအယိုးရှိတဲ့တတ္တဝါဖြစ်လို့သေဆုံးတဲ့အခါမှာအဲ့ဒီအယိုးတွေမပြောင်းမပြတ်စုပုံထားနိုင်မယ်ဆိုလို့ရှိရင်စုပုံထားမယ်ဆိုရင်လူတယောက်ရဲ့အယိုးဟာတကဘာမှာဆိုရင်ဝေပုံလတောင်လောက်မြင့်မယ်လို့ဒီလိုဟောတာဘာဆိုလိုတာတော့လို့ဆိုအထက်ထက်ဘဝပေါင်းများစွာသေခြင်းမှာအထက်ထက်ကြုံတွေ့လာသည့်အတွက်ကြောင့်မိမိရဲ့အလောင်းကိုပြစ်ချရမှုကြောင့်မြေကြီးဟာအထက်ကိုမြင့်တက်လာတာအယိုးတွေစုပုံထားလိုက်ရင်တောင်ကြီးတစ်ထောင်ပမာဏလောက်ရှိသွားမယ်လို့ဒီလိုဟောတာကတတိဝဋ္ဌိတာသင်္ချိုင်းမြေတွေပဲတိုးလာဟုတ်တယ်လေဒီဘဝသေသွားပြီပြန်မွေးဦးမှာပဲဒီတဲ့အကောင်ကြီးကြီးမွေးရင်ပိုဆိုးမှာပေါ့ဆင်ကြီးတို့လိုအကောင်ကြီးကြီးမွေးရင်ပို့ပြီးတော့မြေဟာပေါ်တက်လာအဲ့ဒီမှာမြတ်စွာဘုရားကဏီကုံဆွဲတာတော့ဘာပြောတော့ဆိုယာဝင်စိတ်ထံအလမေဝသဗ္ဗသင်္ခါရေသူနေတွင်ဒီတုံဟောတယ်လို့ထပ်တလဲလဲဖြစ်နေတဲ့အနေအထားကြီးတစ်ခုကတော့
ဒီသင်္ခါရဆိုတဲ့ဘာဝတရားကြီးရဲ့အနေအထားပေါ်မှာအတော်ကိုညီးငွေဖို့ကောင်းနေပြီတဲ့ဖန်ဖန်ထက်ထက်ဖန်တရားတေးနေလောက်အောင်ဖြစ်နေရတဲ့ဘဝတွေဟာညီးငွေဖို့ကောင်းလာပြီလို့ဟုတ်တယ်လေအလုံးပိဋကစဉ်းစားကြည့်ပေါ့နှစ်ဟောင်းကုံဆုံးလို့နှစ်သက်ကူးတယ်ဆိုတာအချိန်ပေါင်းမြောက်များစွာကြုံတွေ့ခဲ့ကြတယ်60ရှိတဲ့ပုဂ္ဂိုလ်ကနှစ်ပေါင်းအချိန်ပေါင်း60ကြုံခဲ့ပြီလေရိုးနေတဲ့ကိစ္စပေါ့သို့တော့နှစ်ကုံဆုံးသွားတာကိုယ်နဲ့မဆိုင်ဘူးလို့ထင်ကောင်းထင်လိမ့်မယ်ကိုယ်စီကပါသွားတာတွေကိုသတိထားမိဖို့ပါတွေပါသွားအင်အားတွေပါသွားတယ်လူပြိုမှုတွေပါသွားတယ်မနစ်ကရုပ်ရည်နဲ့ခုနှစ်ရုပ်ရည်မတူတော့မနစ်ကအင်အားတွေဒီနှစ်အင်အားမပါတာဘူးဟာနိထသကလို့ဆိုတဲ့ဆွေးရတဲ့အပိုင်းမှာရောက်လာတယ်တကြီးရွယ်အိုပုဂ္ဂိုလ်တွေပို့ပြီးတော့ထင်ရှားတိုးလာတာအမတမနဲတယ်ဆုပ်ယုပ်သွားတဲ့အနေအထားမျိုးတွေအများကြီးပဲတဲ့ဒီလိုပြောတာနော်ဒါကြောင့်မို့အလမေဝနိဗ္ဗိန္တိတုံသဗ္ဗသင်္ခါရေသင်္ခါရဆိုတာမှန်သမျှပေါ်မှာတွေ့တာပြီးတော့မနေသင့်တော့ဘူးသင်္ခါရလို့ပြောလိုက်တဲ့ထဲမှာကိုယ်ဘဝပါတယ်သူ့ဘဝပါတယ်ကိုယ်သုံးနေတဲ့ပစ္စည်းတွေပါတယ်ကိုယ်ပတ်ဝန်းကျင်ပါတယ်နော်ကိုယ်ခန္ဓာပါတယ်ကိုယ်ခန္ဓာနဲ့ဆက်ဆက်နေတာတွေကုန်ပါတယ်ကိုယ်သုံးဆွဲနေတဲ့ပစ္စည်းတွေပါတယ်ကမ္ဘာလောကကြီးတစ်ခုလုံးပါတယ်လို့ဒီလိုပြောတာနော်အဲ့ဒီသင်္ခါရတရားတွေပေါ်မှာညီးဝေးဖို့ကောင်းလာပြီတဲ့အလံဝိရိစိတုံတွေ့တာမှုကိုပယ်ဖြတ်ဖို့ကောင်းနေပြီအလံဝိမုတ်စိတုံဒီမတည်မြဲတဲ့သင်္ခါရတရားတွေကလွတ်မြောက်အောင်ကြိုးစားဖို့တင့်တော်နေပြီလို့မြတ်စွာဘုရားကဓမ္မအတွေးနဲ့တွေးပြီးတော့ဆုံးမဩဝါဒပေးခဲ့တာအနာမတကတန်ရုပ်ပါဠိတော်တွေမှာဆိုရင်မြတ်စွာဘုရားကအမြဲတမ်းဏိဂုံးစကားတရားပြည့်စုံနိုင်ညီငွေဖို့တော်ပြီတွေ့တာမှုကင်းပြတ်သွားဖို့တော်ပြီလွတ်မြောက်အောင်လုပ်ဖို့တော်ပြီအမှတ်တမဲ့မနေကြနဲ့တော်တော့ပြီဆိုတာပြောတာသို့တော့တော်တော့ပြီဆိုတဲ့အတွေးလေးဖြစ်ဖို့တောင်မှတော်တော်ခဲရင်ပုရုဇဉ်နေအမရသေးဘူးလာကျင်သေးတယ်အမရသေးဘူးအေးမြတ်စွာဘုရားကအနမတေကောယံတန်တာတော်တန်တရားကြီးဟာအနမတက်ကလို့ဆိုတာမသိနိုင်တဲ့အစတန်တရားကြီးရဲ့အစမသိနိုင်ဘူးတဲ့ဘာဖြစ်လို့မသိနိုင်တာတော့ဆိုသိရှည်လို့မသိတာနော်အလွန်ရှည်လျားသည့်အတွက်ကြောင့်အစတစ်ခုရှာကြည့်ပါလားကိုယ့်ကိုမေးခွန်းလေးထုတ်ပြီးရှာကြည့်လိုက်ကျက်ဘယ်ကရကျက်ဥကရကျက်ဥဘယ်ကရကျက်ကရဟောတဏီကုံရွတ်ကြည့်ဆုံးမလားဆိုမဆုံးဘူးလေအဲ့ဒါလိုပဲငါဘယ်ကမွေးလဲအမေကမွေးတယ်ငါအမေဘယ်သူကမွေးလဲသူ့အမေကမွေးသူ့အမေဘယ်သူကမွေးသူ့အမေကမွေးတယ်ဆိုအဲ့ဒီအမေစရင်တွက်လို့လဲဆုံးမှာမဟုတ်တော့ဒီလိုဆိုလို့တာနော်တိတ်ကိုကြားနေတယ်အမေဘယ်ကစတာတုံးလို့အမေစရင်တွက်မရတယ်လို့တန်တရားလည်းပဲအဲ့ဒါလို့အစတွက်လို့မရဘူးလို့ဒီလိုပြောတာနော်ဓမ္မရှည်လျားနေတဲ့တန်ထပ်တလဲလဲဖြစ်အဲ့ဒါလို့ထပ်တလဲလဲကျင်လဲပြီးတော့ဖြစ်လိုက်ဟာအိုလိုက်ဟာသေလိုက်ဟာထပ်မှန်ပြီးတော့ဖြစ်လိုက်ဟာအိုလိုက်ဟာသေလိုက်ဟာနဲ့ဒီလိုဒလဇတ်လေးပတ်နေရတဲ့တန်တရားခင်းကြီးဟာဘယ်လိုလုပ်ပြီးတော့မှဘယ်ကစလဲဆိုတာပြောလို့မရဘူးတဲ့ကောင်းပြီအဲ့ဒါလို့တန်တရားထဲမှာလက်ပတ်တယ်ဆိုတာလွတ်လွတ်လပ်လပ်လက်ပတ်ထားလားလို့ဆိုမဟုတ်ဘူးအဝိဇ္ဇာနိဝရဏမသိမှုကဖုံးကွယ်ထားသေးတယ်ကိုယ့်ကိုမသိမှုကအမှန်မမြင်တာကဖုံးကွယ်ထားလို့ပြောစရာမဟုတ်ပေမဲ့လို့ပြောနေတာကျင့်တတ်စရာမဟုတ်တာကြီးကိုကျင့်တတ်နေအဲ့ဒါအဝိဇ္ဇာရဲ့အကျိုးသက်ရောက်မှုပဲအေးနေဟောင်းကုံသွားပြီဆိုရင်ထိတ်လန့်တုန်လို့ရမယ်အစားနောက်နေ့ပြင်ငါနှစ်သက်ကူးတော့မယ်ဆိုပြီးတော့ပြောစရာတွေးနေ
ကိုယ်စီကဘာတွေပါသွားတယ်ဆိုတာမသိဘူးစဉ်းစားနိုင်ဘူးခွန်အားတွေပါသွားတယ်နှုတ်ပြမှုတွေပါသွားတယ်တိမိမင်းသားလေးကဒါတွေကိုစဉ်းစားသည့်အတွက်ကြောင့်မုကပက္ခဇတ်မှာတိမိမင်းသားကသူခမည်းတော်ကိုပြောတဲ့စကားထဲမှာဒါလေးပါကုန်တယ်ဆိုတာလကားကုန်သွားတာမဟုတ်ဘူးတဲ့အချိန်ကုန်တယ်ဆိုတာနှုတ်ပြမှုတွေပါသွားတယ်တဲ့အင်အားတွေပါသွားတယ်တဲ့ဒါတွေပဲကုန်သွားတာတဲ့ဟောနောက်တစ်ခုသုတ္တန်တစ်ခုမှာဟောတဲ့စကားဆိုရင်ကာလောခတတိဘုဒ္ဓာနိတတ္တဝါတွေကိုအချိန်ကစားပြစ်တယ်လို့ဆိုအချိန်နဲ့မျှတတ္တဝါတွေဟာနှုတ်ပြမှုတွေဆုံးရှုံးနေကြတယ်အင်အားတွေဆုံးရှုံးနေကြအစားခံရတဲ့သဘောပဲတန်ကလေးတစ်ချောင်းတန်ကြီးစားလို့ရှိရင်တဖြည်းဖြည်းသေးသွားတာပဲအဲ့ဒါလိုပဲတတ္တဝါတွေကအချိန်ကြာလေးလေးဆုပ်ယုပ်သွားလေးလေးအချိန်ကြာလေးလေးဆုပ်ယုပ်သွားပြီးတဲ့ထင်ရှားပြောရမယ်ဆိုရင်ဘဝဆိုတာပယုတ်လုံးပဲကြီးလာဖို့တော့မအောင်မေ့လိမ့်နဲ့တဖြည်းဖြည်းသေးသေးသွားမှာပဲနော်ကုံဆုံးနေတဲ့သဘောကိုပြောတာသာဝရတည်မြဲနေတာတခုမှမရှိဘူးတဲ့အဲ့ဒါလို့မမြင်နိုင်တာဘာကြောင့်လို့ဆိုအဝိဇ္ဇာဆိုတာကမမြင်နိုင်အောင်လမ်းလွှဲပေးထားတယ်ဒါကြောင့်မို့အဝိဇ္ဇာနိဝရဏနာအဝိဇ္ဇာဆိုတာကပိတ်ဆို့ထားတယ်အမှန်မမြင်တော့အမှားတွေမြင်နေတယ်အဲ့တော့အဝိဇ္ဇာပိတ်ဆို့ရုံနဲ့လားဆိုမဟုတ်ဘူးသူကတဏှာတန်ရောစနာနာတွေ့တာမှုကကျိုးတစ်ဖွဲချီနှောင်ထားတာဒါကြောင့်မို့ယုံမထွက်နိုင်ဘူးယုံမထွက်နိုင်တာသာသာထားယုံညင်စိတ်ကိုမပေါ်ဘူးနော်ဆူတောင်းလိုက်သေးတယ်ဒီနော်ဒီပစ္စည်းတွေနဲ့နေပြရစိတ်ဆိုတာလှုပ်လိုက်သေးတာယုံထွက်ဖို့ကမစင်စားဘူးလိုက်တာပဲရှိတဏှာတန်ရောစနာပဲကျိုးနဲ့နောင်ကျိုးတဲထားတာဆိုလမ်းပဲမှမရှိအဲ့ဒီလိုတန်တရားခရီးကြီးကိုရှောက်လာခဲ့တာတဲ့ဘယ်တော့ကစရှောက်လာတာတော့ဆိုတော့ဘယ်တော့ကစပြီးတော့ရှောက်လာမှန်းကိုမသိဘူးတဲ့ဒါကြောင့်မို့မသိတဲ့ခရီးကြီးဆက်မလျှောက်စင်သမ်းပါနဲ့သိအောင်လုပ်စမ်းပါလို့ဟောနှစ်အခုလို့နှစ်ဟောင်းကုံဆုံးတဲ့နေ့မှာတန်ဝေကအတွေးတွေနဲ့ကိုယ်စိတ်ကိုဓမ္မအတွေးတွေနဲ့တန်ဝေကဖြစ်ပေါ်အောင်ကြိုးစားကြတယ်တန်ဝေကဆိုတာထိတ်လန့်မှုဆိုလို့ထိတ်လန့်တာကကြောက်လို့ထိတ်လန့်တဲ့ဟာဒီဒေါသနဲ့ကြောက်ပြီးတော့ထိတ်လန့်တဲ့ထိတ်လန့်မှုမျိုးမဟုတ်ဘူးအခုလို့စဉ်းစားဉာဏ်နဲ့ထိတ်လန့်တာမျိုးဆိုလို့ဩဟုတ်တာပါလား2012ခုနှစ်ဒီနေ့ကုန်သွားပြီဒီလိုပဲကုန်နေတာပါလားချိန်ကုန်တယ်ဆိုတာတတ်မှတ်ချက်တစ်ခုကုန်တယ်လို့ငါရဲ့ခန္ဓာကိုယ်မှာလည်းပဲသဘာဝတရားတွေယုတ်တရားတွေနံတရားတွေဒီလိုပဲကုန်ပြီးတော့နောက်ဆုံးဟာ2012ခုနှစ်ကြီးနောက်ဆုံးနေ့ရောက်လာတယ်လို့ငါဘဝဟာလည်းဒီနေ့ကိုနောက်ဆုံးနေ့ရောက်လာအောင်မှာပဲဆိုတဲ့ဓမ္မအတွေးနဲ့တန်ဝေကဖြစ်အောင်ကြိုးစားတန်ဝေကဆိုတာပတ္တပတ်နဲ့ရှင်တဲ့အတိညာတန်ဝေခောနာမသဟောတ္တပညာနာနဲ့အတိစိတ်နဲ့ကြောက်လန့်မှုဒီလိုဆိုလို့ရတယ်နော်အတိစိတ်နဲ့ကြောက်လန့်ရမှာဖြစ်လာတဲ့အရာနောက်ဆုံးပြတ်သွားတာပါလားစတင်လာတဲ့အရာဟာလေနောက်ဆုံးမှအဆုံးသတ်သွားတာပါလားဆိုတဲ့သဘာဝတွေဆင်ញင်သုံးသပ်ကြည့်ပြီးတော့ထိတ်လန့်မှုဆိုတဲ့တဝေကဟာလမ်းကြောင်းပေါ်ကိုတင်ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ပေါ့ဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအထုတ်ဖို့ရတဝေကဆိုတဲ့အရှိန်နဲ့မိမိရဲ့ဘဝဆင်ញင်သုံးသပ်ပြီးတဲ့အခါမှန်ကန်တဲ့လမ်းကြောင်းပေါ်တစ်ခုရောက်သွားလို့သူတော်ကောင်းတွေဟာတဏှာဝကလွတ်သွားတယ်ဒီဆက်ဝန်းကြီးတဲ့ကထွက်သွားကြဒီဆက်ဝန်းကြီးတဲ့ထွက်သွားမြတ်စွာဘုရားသခင်ကိုရောမြတ်လည်း
အယမန္တိမဇာတိတဲ့ငါဘဝဒါနောက်ဆုံးပဲနောက်ထပ်ငါမမွေးတော့ဘူးနတ္ထိတာနိပုဏ္ဏဘောနောက်ဘဝဆိုတာငါမှမရှိဘူးမရှိတာကိုကျင့်တတ်တယ်ဒီသမ္မာပုရိသေပုဂ္ဂိုလ်နောက်ဘဝမရှိတော့ဘူးဆိုရင်ထဲမှာဟာသွားပြီးတော့လန့်ကောင်းလန့်နေလိုက်နော်လန့်မှာပေါ့ငါလို့ထင်တာကိုသင်္ခါရတရားတွေလို့မထင်ဘူးငါလို့ထင်ထားငါဟာလို့ထင်ထားတဲ့အခါကျတော့ငါနဲ့ငါဘဝတွဲဆက်ထားသည့်အတွက်ကြောင့်ဒါကိုတဏှာရဲ့အတွေးနဲ့တွေးလိုက်တဲ့အခါကျတော့နောက်ဘဝငါမဖြစ်ရတော့ဘူးဆိုရင်ငါဘယ်လိုနေရပါမလဲတွေးဥမှာပဲလေဒီလိုဖြစ်သွားတာဟောအဲ့တော့တဏှာအတွေးတွေမပြောက်သေးသမျှနိဗ္ဗာန်ဆိုတာလေတစ္ဆပြောပဲလို့ချင်းအောင်မှာပဲတဏှာအတွေးတွေပြောက်အောင်အမှန်သိပြီးတော့ညီငွေတဲ့စိတ်တွေရအောင်စဉ်းစားဆင်ခြင်ကြရမယ်လို့ဒီလိုဆိုတာအဲ့တော့ကိုယ့်ရဲ့မျက်မြင်ဘဝတဝေကဖြစ်เสียတွေအလွန်များတယ်တဝေကဖြစ်เสียတွေတွေ့တိုင်းတဝေကဖြစ်ရဖြစ်ဖို့ကြိုးစားဒီတဝေကလေးတစ်ချက်ဖြစ်လိုက်တဲ့ဟာလေးကမိမိအတွက်အမှန်တန်အရှိန်ကောင်းတဲ့တွန်းအားလေးတစ်ခုဖြစ်ပေါ်လာတယ်ဒါဆိုပဲပြောရင်ပါရမီကုသိုလ်လို့ပြောလို့ရတယ်နော်ဝိပဿနာလမ်းကြောင်းပေါ်ကိုတက်ရောက်ဖို့ပါရမီကုသိုလ်လို့ပြောတရားလည်းမနာနိုင်သေးဘူးကာမဂုဏ်အာယုန်တွေထဲမှာပျော်တော့ပါတော့ဆိုတဲ့ပုဂ္ဂိုလ်တွေနဲ့တရားနာပြီးတော့တန်ဝေကအတွေ့တွေးနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာအင်တမနဲပျော်တော့ပါတော့ပုဂ္ဂိုလ်တွေကများတယ်လေဘုရားလောင်းနေပြောတာလို့အနု900ရင့်မှတစ်ချိတ်ဟာသိဉာဏ်ရင့်မှနေတဲ့ဘုရားလောင်းကတစ်ချိတ်အနုတွေက900ဆိုနုဓာတွေကပုံများနေတာပေါ့နော်သူကသူရင့်လာမှာတော့မဟုတ်ဘူးဒီတွေးလေးတွေးပေးခြင်းသည်ပါရမီကုသိုလ်တစ်ခုပဲကိုယ့်ဖို့မှာရှင်ယတတို့အလောင်းတွေကိုကြည့်လိုက်နာရေးကိစ္စကိုကူညီပြီးတော့ရုပ်လောင်းတွေကိုမိသိညိုတဲ့အလုပ်ကုသိုလ်ဖြစ်လောက်ကင်နေချလောက်ကင်ရင်နေကနေပြီးရုပ်လောင်းတွေမိသိညိုရင်းကနေပြီးတော့ဟောဒီတန်ဝေကအတွေးလေးတစ်ခုရလိုက်တယ်အဲ့ဒီတန်ဝေကအတွေးကြောင့်တထေသာဘဝမှာအဲ့ဒီအတွေးမျိုးထပ်ပေါ်လာတာဖြစ်တယ်ပေါ့အဲ့ဒီအတွေးကနေပြီးတော့မြတ်စွာဘုရားစီရောက်အောင်ပို့ပေးလိုက်တာလေဒါကြောင့်မို့ယဟန္တာဖြစ်သွားတာရှင်သာနောက်တစ်ခုကြည့်အောင်မယ်ဆိုလို့ရှိရင်ရှင်းစုလပံအလောင်းဟာဘုရင်ဖြစ်တုန်းကတိုင်းပြည်ကိုလိလိပြီးတော့ကြီးရှုတဲ့အခါနဖူးကချွေးထွက်တာချွေးတွေကျလာတာမိမိမှာရှိတဲ့ဖြူဖွေးတဲ့ပဝါလေးနဲ့တုပ်ပြီးတော့ပဝါလေးမဲညစ်သွားတာကိုကြည့်ပြီးတော့တန်ဝေကဖြစ်ပူတယ်အဲ့ဒီတန်ဝေကအတွေးလေးကြောင့်ရှင်စုလပံဘဝရောက်လာတဲ့အခါအလွန်ဉာဏ်လေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်တော့လေပဝါလေးကိုမြတ်စွာဘုရားကကြည့်ရှုခိုင်းလိုက်တဲ့အခါမှာဟောအတိတ်ဘဝကလက်စလေးပြန်ပေါ်လာပြီးတော့အဲ့ဒီကနေတွန်းအားပေးသွားတာပဲအနိစ္စမြင်ဖို့ရအတွက်လမ်းဖွင့်ပေးတဲ့သဘောပဲအဲ့တော့တာမန်အနေထားမျိုးသဘောမထားပဲနဲ့ဒီကနေ့2012ခုနှစ်နောက်ဆုံးနေ့ပါလားမနစ်တုန်းက2011ခုနှစ်ကုန်သွားလို့2012ခုနှစ်ဆိုတာစတင်ခဲ့တယ်အခု2012ခုနှစ်ကုန်သွားပါလားဆိုတဲ့အတွေးလေးမှာတန်ဝေကလေးဖြစ်လိုက်မယ်ဆိုလို့ရှိရင်ဒီတန်ဝေကဉာဏ်လေးဟာဝိပဿနာဉာဏ်ပေါ်ထိအောင်တွန်းတင်ပေးတော်မှာဖြစ်တယ်ပေါ့မနစ်တုန်းကတန်ဝေကဉာဏ်မဖြစ်ခဲ့ရင်ဒီနှစ်မှလည်းဖြစ်ဖို့မရှိဘူးမနစ်ကမဖြစ်သေးရင်ဒီနှစ်ဖြစ်အောင်လို့ဒီလိုဖြစ်သွားတဲ့တန်ဝေကဉာဏ်လေးဟာနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်အောင်ပို့ပေးနိုင်တဲ့အစွမ်းရည်ရှိတယ်လို့တာရကတွေကိုရှုမြင်သုံးသပ်ပြီးတော့ဆုံးဖြတ်လို့ရတာပေါ့ဒီလိုဆိုလိုတာပေါ့
ဒါကြောင့်မို့လို့အမှတ်တမဲ့မနေပဲနဲ့ဓမ္မအတွေးလေးကိုတွေးဖို့လိုတယ်ပေါ့မြတ်စွာဘုရားကသင်္ခါရဆိုတာတဲ့နေဆဖြစ်ပေါ်လာပြီးတည်မြဲနေတာမရှိဘူးဖြစ်ပြီးပျောက်သွားတာပဲစောင်းတန်ကလေးကိုကြည့်လိုက်တီးလိုက်လို့ထွက်လာတဲ့စောင်းတန်လေးဟာတီးလိုက်တဲ့အချိန်လေးမှာထွက်လာတဲ့စောင်းတန်လေးဟာဒါလျှောက်ပျောက်သွားတာပဲနောက်အတန်ဟာနောက်တီးမှထွက်တာလေဖြစ်ပြီးပြတ်သွားတဲ့သဘောအနိစ္စအတုဝမခံမြဲဘူးသာဝရတီးနေတာမဟုတ်ဘူးဝိပရိနာမဓမ္မပြောင်းလဲပျက်စီးပျောက်ကွယ်သွားတဲ့သဘောရှိတယ်သင်္ခါရတရားတွေပေါ်မှာဒီလိုရှုမြင်သုံးသပ်လိုက်နိုင်ပြီဆိုတဲ့ဝိပဿနာဉာဏ်ရဲ့ရှေ့ပြေးအနေနဲ့ဝိပဿနာဉာဏ်ကိုလမ်းခင်းပေးတဲ့သဘောအနေနဲ့မကြမကြတွေးပြီးမကြမကြရှုမြင်သုံးသပ်ပေးဖို့လိုအပ်တယ်တဲ့ရှင်းတော့ကပိစိကဗုဒ္ဓအလောင်းနေဆိုရင်သူတို့ရှိမှတရက်လေးတရက်ကြွေကြတာကိုအကြောင်းပြုပြီးတော့တန်ဝေကရသွားတာရှိတယ်ပန်းကလေးတွေညှိုးလျော်သွားတာကြည့်ပြီးတော့တန်ဝေကရသွားပြီဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတာရှိတယ်အဲ့တော့ဒီအတွေးလေးတွေကိုတာမန်အတွေးလို့မအောင်မေ့နေနဲ့နော်ဒီအတွေးကိုတွေးမိအောင်တွေးပေးဖို့ဓမ္မအတွေးလေးတွေကိုတွေးဖို့ပါဒီနေ့နှစ်ကုံဆုံးသွားပြီကုံဆုံးသွားတဲ့နေ့မှာတန်ဝေကတွေတို့ဖြစ်အောင်ကြိုးစားအထောက်ကြရမယ်ဒီလိုဆိုလို့ပေါ့ဘဝဆိုတာမတည်မြဲဘူးတန်ဝေကဆိုတာမတည်မြဲဘူးတန်ဝေကသင်္ခါရဆိုတာမတည်မြဲဘူးမတည်မြဲတဲ့သင်္ခါရတရားတွေကိုတည်မြဲအောင်လုပ်လို့ရလားမရဘူးမရသည့်အတွက်ကြောင့်အကျင့်ပြီးတော့မတည်မြဲတဲ့သင်္ခါရကိုကြိုးစားရမှာတဲ့သင်္ခါရနယ်ထဲမှာနေမယ်ဆိုလို့ရှိရင်မမြဲမှုနဲ့ပဲရင်ဆိုင်သူ့ကိုကြော်စားနိုင်ဖို့သင်္ခါရရဲ့ဆုံးသင်္ခါရတွေရဲ့လုံးဝမဖြစ်ရဒုက္ခရနိဗ္ဗာန်ကိုမြင်ဖို့အတွက်မြတ်သောအကျင့်ကိုကျင့်ရတယ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလေကိုကျင့်သီလကိုအခြေခံတယ်စိတ်ငြိမ်အောင်ထားတယ်ပြီးတဲ့အခါအမှတ်မြင်အောင်ကြိုးစားတယ်ဒါပါပဲခြုံငုံပြောလိုက်လို့ရှိရင်မဂ္ဂင်၈ပါးရဲ့အလုတ်ကဒါပဲကိုကျင့်သီလခိုင်မာအောင်ကိုကျင့်သီလကောင်းအောင်လုပ်ခြင်းအဖြစ်သမာဓိရဖို့လွယ်လာတယ်သမာဓိရလာပြီဆိုလို့ရှိရင်အတွေးနဲ့အမြင်ဟာတည်ငြိမ်ပြီးတော့ရှင်းတန်ပြီးစူးရှထက်မြက်လာနိုင်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားမဂ္ဂင်၈ပါးဖွဲ့စည်းထားတာအပူအလိုမရှိဖွဲ့စည်းပေးထားတာနော်ကိုယ့်ရဲ့စိတ်တဏ္ဍာထဲမှာဒီမဂ္ဂင်၈ပါးကိုတိဆောက်ပြီးတော့မှန်ကန်တဲ့အမြင်တစ်ခုရအောင်ကြိုးစားအားထုတ်တာလို့သူပြောတာအဲ့တော့သမိုင်းကြောင်းဆိုင်ရာတွေးပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းတန်ဝေကဖြစ်เสียဟာတွေပဲလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကိုမှန်းမြော်ကြည့်မယ်ဆိုရင်ဒီကနေ့မြင်နေရတဲ့ရန်ကုန်မြို့ကြီးဟာဒီအတွင်းတရံမဟုတ်ဘူးဆိုတာသိတာတယ်အဲ့တော့နောက်နှစ်ပေါင်း2000ကြာတော့ရောဒီအတွင်းတရံရှိအောင်မလားဆိုမရှိနိုင်ဒါကသဘာဝတရားဟာဒီတိုင်းပဲနေတာအဲ့တော့မြတ်စွာဘုရားကရွေလေးလွှဲနေတဲ့သမိုင်းချောင်းကြီးတစ်ခုပေါ်ပြပြီးတော့ရဟန်းတော်တွေကိုတရားဟောတာရှိတယ်အားလုံးကိုသတိထားဖို့ဓမ္မအတွေးတွေတွေးတတ်အောင်တန်ဝေကနဲ့ဓမ္မအတွေးတွေကိုတွေးတတ်အောင်လို့မြတ်စွာဘုရားကတန်ယုတ္တနိကေမှာဝေပုံလပပ္ပတတုတ်ဆိုတာဟောတာရှိတယ်ဝေပုံလတောင်ကြီးအကြောင်းဟောတာရာဇယုပြည်နားမှာတောင်ကားလုံးရှိတယ်ခိစ္ဆကုတလို့ဆိုတဲ့တောင်ရယ်ဝေပုံလဆိုတဲ့တောင်ရယ်ဝေဘာရဆိုတဲ့တောင်ရယ်ပန္ဒဝဆိုတဲ့တောင်ရယ်
တိခိလိဆိုတဲ့တောင်းအဲ့ဒီတောင်ငါးလုံးနဲ့ကမြတ်စွာဘုရားတောအကြောင်းတွေမှာအများအပြားသတင်းသုံးတဲ့တောင်ခိစ္ဆကုတ္တတောင်ခိစ္ဆကုတ္တတောင်ခိစ္ဆကုတ္တတောင်လို့ခေါ်တယ်အဲ့ဒီခိစ္ဆကုတ္တတောင်တောအကြောင်းမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်မှာခိစ္ဆကုတ္တတောင်ပေါ်ကနေကြည့်လိုက်လို့ရှင်ဝေပုံလတောင်ဆိုတာကိုလှမ်းမြင်ရအဲ့ဒီဝေပုံလတောင်ကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားကသမိုင်းကြောင်းကိုဖော်ထုတ်ပြီးတော့ဟောတာသမိုင်းဆိုတဲ့မနေ့တနေ့ကဖြစ်ခဲ့တဲ့အရာကိုဟောတာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာကပြောင်းလဲခဲ့တဲ့သမိုင်းတစ်ခုဒီကမ္ဘာမှာဖြစ်နေတဲ့သမိုင်းတစ်ခုကိုမြတ်စွာဘုရားဟောတာဝေပုံလတောင်ကြီးကိုကြည့်ပြီးတော့ဟောဒီကမ္ဘာမှာပထမအဦးဆုံးကကုတန္တဆိုတဲ့မြတ်စွာဘုရားပွင့်တယ်ကကုတန္တမြတ်စွာဘုရားအဲ့ဒီကကုတန္တမြတ်စွာဘုရားဘယ်အခါမှာပွင့်လို့ဆိုရင်လူတွေရဲ့တက်တန်းဟာနှစ်ပေါင်း4000ကြာတဲ့ချိန်တုန်းကပွင့်တက်တန်းရှိတယ်နှစ်4000တန်းမှာကကုတန္တမြတ်စွာဘုရားပွင့်အဲဒီကကုတန္တမြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကဟာဒီဝေပုံလတောင်ကိုဘယ်လိုခေါ်တော့ဆိုပါစိနဝန္တတောင်လို့ခေါ်တယ်ဟောနာမည်ရဲ့ပြောင်းလဲသွားမှုကိုမြတ်စွာဘုရားပြောရှိလေဒီရန်ကုန်မြို့ကိုတော့ရန်ကုန်လို့ခေါ်တာမဟုတ်ဘူးတကုံလို့ခေါ်တာအဲ့ဒီတကုံကဘယ်တော့ကြမှာရန်ကုန်ဖြစ်သွားတော့ဆိုဥဩအော်မြီကုန်းပေါင်တီဆိုတာဥဩအော်မြီ1115ခုနှစ်အလောင်းမင်းတရားရန်ကုန်ကိုအောင်မြင်တဲ့အခါကျမှရန်သူတွေကုံမီလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ရန်ကုန်လို့နာမည်ပေးသွားတာအဲ့ဒီကစပြီးတော့ရန်ကုန်ဆိုတဲ့နာမည်ပြောင်းသွားတာနော်ခုခေတ်တော့လူတွေပြောင်းပါတဲ့နာမည်တွေကနော်တချို့ဆိုနှစ်နာမည်သုံးနာမည်ပြောင်းခေါ်နေဘို့လိုပြောင်းလိုက်ဒီလိုပြောင်းလိုက်နေကြည့်သမိုင်းကြောင်းရတကုံဆိုတဲ့မြို့ဟာရန်ကုန်ဖြစ်လာပြောင်းလဲမှုဒါဖြင့်တကုံမတိုင်ခင်ကဘာရှိတုံးဆိုတာသမိုင်းကိုရှာကြည့်ရအေးရာဇဝင်တွေထဲမှာတော့ကကုတ္တဘုရားလက်ထက်ကဒီနေရာဘာမြို့ခေါ်တယ်ဒီလိုရေးထားတာတွေတော့ရှိတယ်ပေါ့နော်အဲ့တော့နာမည်ပြောင်းလဲမှုဆိုတာရှိတယ်အဲ့တော့ကကုတ္တနာမြတ်စွာဘုရားလက်ထက်တုန်းကဝေပုံလတောင်မရှိဘူးလားရှိတယ်အဲ့ဒီဝေပုံလတောင်ကိုဝေပုံလတောင်လို့မခေါ်ဘူးတဲ့ပါစိနဝန္တတောင်လို့ခေါ်တယ်တဲ့ဒါဖြင့်ဒီတောင်နာပတ်ဝန်းကျင်မှာရှိတဲ့လူမျိုးတွေကအဲ့ဒီတုန်းကအဲ့ဒီလူမျိုးတွေကိုတိဝရလူမျိုးလို့ခေါ်တယ်ပါစိနဝန္တတောင်တိဝရလူမျိုးတက်တန်းကအနှစ်4000အဲ့ဒီလူမျိုးတွေဟာပါစိနဝန္တဆိုတဲ့တောင်ကြီးကိုတက်လို့ရှိရင်4ရက်ကြာမှတောင်ပေါ်ရောက်တယ်တဲ့တောင်ကြီးကဘလောက်မြင့်နေဆိုတာအတိုင်းအတာတစ်ခုမှတ်နိုင်မှုပြောတာပြန်ဆင်းမှလည်း4ရက်ကြာတယ်4ရက်တက်ရတယ်4ရက်ဆင်းရတယ်တရက်ထဲနဲ့မရောက်ဘူးလို့ဆိုတယ်ဒါလိုပြောတာဘုန်းကြီးတို့သီရိလင်္ကာနေတော့ကစေရီပါရတောင်စရီပါရဆိုတဲ့တောင်ရက်တော်မြင့်မြတ်စွာဘုရားခြေတော်ရာရှိတယ်ဆိုတော့မမဆော့ဆော့ကြည့်9နာရီ6နာရီလောက်ည12နာရီလောက်ကထတက်လို့ရှိရင်နော်ဒီက6နာရီလောက်ကြာတယ်တက်ဒါငယ်ရွယ်တဲ့အချိန်မှာသိမနာပဲနဲ့တက်တဲ့အတက်ကိုပြောတာနားပြီးတက်မဲ့ဆိုရင်တော့အတော်နဲ့ရောက်မှာမဟုတ်ဘူးပေါ့မနေ့မိုးလင်းနေထွက်တာကိုကြည့်ခြင်းလို့12နာရီလောက်ကစတက်တာမနေ့6နာရီမှအဲ့ပေါ်ရောက်တယ်အဲ့ဒါလို့မြင့်မားတယ်အခုဒီဝေပုံလတောင်ဟာလဲကကုတ္တန္တမြတ်စွာဘုရားလက်ထက်တုန်းကတိဝရလူမျိုးတွေတောင်ပေါ်တက်လို့ရှိရင်4ရက်ကြာမှတောင်ထိပ်ရောက်တယ်တဲ့ပြန်ဆင်းလို့ရှိရင်လည်း4ရက်အချိန်ကြာတယ်လို့တို့ပြောတယ်တ
ဒါပြောင်းလဲမှုတွေနာမည်ကလည်းပြောင်းသွားတယ်အမြင့်ကလည်းပြောင်းသွားလူမျိုးကလည်းပြောင်းသွားတယ်တောင်နာမည်ကလည်းပြောင်းသွားတယ်ဟောမြတ်စွာဘုရားဆိုလိုတာသင်္ခါရဆိုတာဘယ်ဟာမှမမြဲဘူးအကုန်ပြောင်းနေတာလို့သူပြောတာနော်ပြောင်းလဲမှုတွေကိုသဘောပေါက်အဲ့ဒီကကုသန္တမြတ်စွာဘုရားရဲ့လက်ရယံလက်ဝဲယံဆိုတဲ့တပိကရှင်သာရိပုတ္တရာရှင်မောဂလန်တို့လိုပဲရှင်ဝိထုရနဲ့ရှင်သင်္ဇီဝလို့နှစ်ပါးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားကဏိကုံးချုပ်တယ်အဲ့ဒီကကုသန္တမြတ်စွာဘုရားလည်းအခုမရှိတော့ပါဘူးတဲ့တပိသားမီးတွေလည်းမရှိတော့ပါဘူးပြိဋိဘံဆံသွားပါပြီအဲ့ဒီခေတ်ကလူတွေလည်းမရှိတော့ပါဘူးဒီကြောင်ကြီးရဲ့အမြင့်ကလည်းအခုဒီလိုမဟုတ်တော့ပါဘူးသင်္ခါရဆိုတာအဲ့ဒီတိုင်းပဲတဲ့ဧဝံအနိစ္စသင်္ခါရမြတ်စွာဘုရားကဓမ္မအတွေးထအောင်သင်ပေးနေတာနော်သင်္ခါရဆိုတာဒီသဘောပဲဟောမမြဲဘူးတဲ့ဧဝံအထုဝါမခိုင်ဘူးတဲ့တည်ထမှုမရှိဘူးဧဝံအနတ္တတိကာတတ္တရမရဘူးတဲ့တွေးလိုက်လို့ရှိရင်အာကိုးစရာမရှိဘူးယာဝင်စိတံသဗ္ဗသင်္ခါရေတုအလမေဝနိဗ္ဗိန္တိတုညီငွေသိမီသင်္ခါရသဘောတရားတွေဟာဘယ်တော့မှတည်မြဲနေတာမရှိဘူးလာလေဦးမယ်နေ့ပြင်က2013ခုနှစ်နောက်နေ့ဒီအချိန်ကြာလို့ရှိရင်ဒီအချိန်ရောက်လာပြီဆိုလို့ရှိရင်အဲ့2013ခုနှစ်ရဲ့နောက်ဆုံးနေ့ဆိုတာလားနေ့ပြင်ကအစဆုံးနေ့ဟောနောက်ကြရင်365ရက်356ရက်ပြည့်တဲ့နေ့ကြတဲ့အခါနောက်ဆုံးနေ့ဆိုတာလာအောင်မှာဒီလိုဆွလို့တာပေါ့နော်ဒါလေးတွေဟာတမ္မာအပြင်ပြောမယ်ဆိုရင်တရားသဘောမဟုတ်ဘူးလို့ထင်နေဒါတရားသဘောပဲဒါတွေကိုတွေးတတ်ဖို့တွေးနိုင်ရင်ဓမ္မအတွေးတွေပဲလို့မြတ်စွာဘုရားတွေးခိုင်းတာသန္တာမြတ်စွာဘုရားလည်းမရှိတော့ပါဘူးတဲ့တော့ပါဘူးအဲ့ဒီတော့ကအခြေအနေတွေအကုန်ပြောသင်္ခါရတွေဆိုတာဒီလိုပဲတဲ့ဘယ်တော့မှတည်မြဲနေတာမရှိဘူးတော်လာပြီလို့ဟောဒီစကားလုံးပြီးတော့မြတ်စွာဘုရားဆက်ဟောတယ်ဒုတိယပွင့်တော်မူတဲ့မြတ်စွာဘုရားဟာကောနာကမနမြတ်စွာဘုရားလို့ခေါ်တယ်တဲ့ဒီကဘာမှာအဲ့ဒီကောနာကမနမြတ်စွာဘုရားလူတွေရဲ့တက်တန်းအနှစ်3000မှာပွင့်နေအဲ့ဒီပွင့်တဲ့အချိန်တုန်းကဟောဒီဝေပုံလတောင်ကြီးကိုဝင်ကတောင်လို့ခေါ်တယ်တဲ့ဝင်ကကတောင်ပြောင်းသွားပြီးခုနကပါစိဏဝန္တကကုသန္တမြတ်စွာဘုရားလက်ထက်ကပါစိဏဝန္တကောနာကမနမြတ်စွာဘုရားလက်ထက်ကျတော့ဝင်ကကလို့ခေါ်တယ်လူမျိုးတွေကတော့ရောဟိတတလူမျိုးတဲ့ဟောလူမျိုးလည်းပြောင်းသွားပြီအဲ့ဒီဝင်ကကတောင်ကြီးကိုတက်တာရောဟိတတလူမျိုးတွေဟာ3ရက်တက်ရတယ်ပြန်ဆင်းတော့လည်း3ရက်ကြာတယ်တောင်ရဲ့အမြင့်ကလည်းပဲရော့ကျသွားတယ်ဒီလိုဆိုနော်ကောနာကမနမြတ်စွာဘုရားရဲ့ထိတ်တန်းတပည့်2ဦးကတော့တစ်ပါးကဘိညောတလို့ခေါ်တယ်တစ်ပါးကဥတ္တရလို့ခေါ်တယ်အဲ့ဒါလို့တစ်ချိန်တုန်းကထင်ရှားရှိခဲ့တဲ့ဝိနတော်မူခဲ့တဲ့ကောနာကမနမြတ်စွာဘုရားရောတပည့်သားတွေရောအဲ့ဒီခေတ်ကရောဟိတတဆိုတဲ့လူတွေရောတရားမှမရှိကြတော့ပါဘူးတဲ့အကုန်လုံးပျက်စီးသွားပါပြီပျောက်ကွယ်သွားကြပါပြီကဘာကြီးမှလည်းဒီတိုင်းပျောက်ကွယ်နေတာပဲလေအမြဲတမ်းပျောက်ကွယ်နေတာပေါ်လာတဲ့အရာတွေဟာနောက်ဆုံးဟာပျောက်ကွယ်မှုနဲ့ဆုံးသက်သွားတာပဲလေဗမာပြည်မှာတင်ကိုတတိထားမိလို့ရှိရင်ဘုန်းကြီးတို့ငယ်ငယ်တုန်းကလင်ဒဆိုတဲ့ငှက်ကြီးတွေလက်ပံပင်နေပေါ်မှာထင်ထင်ရှားရှားတွေ့နေကြအဲ့ဒီငှက်ကြီးတွေဟာပျောက်ကွယ်သွားတာပဲမာပြည်မှာပျောက်ကွယ်သလောက်ဖြစ်သွားအတော်ရှားဒါတွေမကဘူးဒီပြင်ပျောက်ကွယ်သွားတာတွေရှိတာပဲအမတ်တရမနေလို့ရှိရင်အမတ်တရတတိထားပြီးတော့မနေလို့ရှိရင်ဒါတွေကိုသိချင်မှသိမယ်ပေါ့နော်အဲ့ပျောက်ကွယ်အဲ့တော့မြတ်စွာဘုရားကက
ကုတ္တနာမြတ်စွာဘုရားလက်ထက်ကဝင်ကကတောင်ဆိုတဲ့အမည်လေးပြောက်သွားပြီတဲ့ရောဟိတတလူမျိုးတွေလည်းမရှိတော့ဘူးတဲ့နော်ကောဏကမဏမြတ်စွာဘုရားဆိုတာလည်းမရှိတော့ပါဘူးပြိဋိဘံဆံသွားပါပြီတဲ့သင်္ခါရတွေဆိုတာဒီတိုင်းပဲတဲ့ဘယ်တော့မှမမြဲပါဘူးတဲ့ညီငွေဖို့တော်ပြီဒီသင်္ခါရတွေကလွတ်မြောက်အောင်ကြိုးစားဖို့ကောင်းပြီဘုန်းကြီးတို့တွေကနေတာသင်္ခါရနဲ့နေရတာလေသင်္ခါရဆိုတာကိုလူတွေကနာရေးကြော်ညာတာမှတ်နေသင်္ခါရဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေတဲ့ရုပ်တဲ့နာမ်တွေဟာသင်္ခါရပဲလေအကြောင်းတရားတွေကပေါင်းပြီးတော့ထုတ်လုပ်ထားတဲ့အရာတွေဒါဖြစ်တယ်သူ့ဘာသူဖြစ်တဲ့အရာတွေမဟုတ်ဘူးတန်ဆိုတာအကြောင်းတရားတွေစုပေါင်းပြီးတော့ခါရဖန်တီးထားတာသာဝရဘုရားဖန်တီးတာမဟုတ်ဘူးအကြောင်းတရားတွေကပေါင်းစပ်ပြီးဖန်တီးထားတာလို့ဒီလိုပြောတယ်အဲ့ဒီဖန်တီးထားတဲ့အရာမှန်သမျှဘယ်တော့မှမတည်မြဲဘူးတဲ့ဘယ်တော့မှမခိုင်မာဘူးဒါကြောင့်မို့ညီငွေဖို့တော်ပြီလွတ်အောင်ကြိုးစားဖို့တော်ပြီလို့ဒီလိုနေကုန်းနဲ့သတိပေးတယ်တွေးတတ်ဖို့နောက်တစ်ခါဟောဒီဘာထကဘာမှာတတိယအနေနဲ့ပွင့်တော်မူတဲ့မြတ်စွာဘုရားကကတ္တဗမြတ်စွာဘုရားတဲ့အဲဒီကတ္တဗမြတ်စွာဘုရားရဲ့လက်ထက်မှာဝေပုံလတောင်ကြီးကိုသူပတ္တတောင်လို့ခေါ်တယ်ဟောနာမည်အသစ်ဖြစ်သွားသူပတ္တတောင်တဲ့ဒီမှာရှိတဲ့လူမျိုးတွေကသုတ်ပိယလူမျိုးတဲ့သူပတ္တတောင်သုတ်ပိယလူမျိုးအဲ့ဒီသုတ်ပိယလူမျိုးတွေဟာသူပတ္တတောင်ကိုတက်မယ်ဆိုလို့ရှိရင်2 ရက်ကြာတယ်ပြန်ဆင်းရင်2 ရက်ဟောယော့သွားနော်တောင်ရဲ့အမြင့်ဟာလည်းပြောင်းအဲ့ဒီကတ္တဗမြတ်စွာဘုရားရဲ့ထိတ်တန်းတပြည့်ကြီးတွေကတိတ်တာနဲ့ဗာရဒွါစဆိုတဲ့မထေရမြတ်2 ပါးပဲဖြစ်တယ်သူပတ္တဆိုတဲ့တောင်လဲနာမည်အနေနဲ့ပြောက်ွယ်သွားပြီသုတ်ပိယဆိုတဲ့လူမျိုးတွေလည်းမရှိတော့ဘူးနော်တက်တန်း2000 တန်းမှာပွင့်တဲ့ကတ္တဗမြတ်စွာဘုရားတပည့်တာဝကတွေနဲ့တကွပြိဋိဘံဆံသွားပြီမရှိတော့ဘူးအားလုံးဟာပြောက်ွယ်သွားတာပဲအမိမြတာကြံရစ်တော့တယ်သင်္ခါရတရားဆိုတာဒီတိုင်းပဲတဲ့ဘယ်တော့မှမမြဲဘူးဘယ်တော့မှမတည်တံ့ဘူးတဲ့ချိန်တန်လို့ရှိရင်သွားတာပဲလို့ညီငွေဖို့တော်ပြီဒီသင်္ခါရတွေကလွတ်အောင်ယုံနာနမသင်္ခါရတွေကလွတ်မြောက်အောင်ကြိုးစားကြလို့ယဟန်တွေကိုမြတ်စွာဘုရားဒီလိုတတိပေးပြီးဆုံးမအောင်ရတာဟောတာဟောအခုမြတ်စွာဘုရားခုချိန်ထိအောင်အခုငါဘုရားပွင့်လာပြီတဲ့လူတွေရဲ့တက်တန်းအမြဲတမ်းတိုးပါတယ်တဲ့အရှိဆုံးလူမှတရားနည်းနည်းပို့ခြင်းပို့မယ်လို့ဒီလိုပဲဟောတယ်အပ္ပံဝါဘိယောတဲ့ဝတ္တတတံအပ္ပံဝါဘိယောအနှစ်တရားပဲတဲ့အနှစ်တရားတဲ့နည်းနည်းပို့ခြင်းပို့မယ်200ထိအောင်မရောက်ဘူးလို့ဒီလိုဆိုတာပေါ့နော်တတံအမြဲတမ်းတိုးပါတယ်တဲ့တောင်ရဲ့အမည်ကိုတော့ဝေပုံလလို့ခေါ်တဲ့လူမျိုးတွေကမာဂရလူမျိုးမာဂရကလူမျိုးတွေတဲ့အဲ့ဒီလူမျိုးတွေကဝေပုံလတောင်ကိုတက်ရင်အခုတက်အခုဆင်းတောင်ကြီးကလည်းနှိမ့်ကျသွားပြီမြတ်စွာဘုရားဒီလိုဟောတာနော်ဒါတမ္မာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တရားမဟုတ်ဘူးလို့ထင်ကောင်းထင်လိုက်ဒါတရားတွေပဲနော်ဒီအမြင်တွေကကိုယ့်ရဲ့စိတ်ဆွမ်းအားတွေအသိဉာဏ်တွေကိုပွင့်လင်းသွားစေနိုင်တန်ဝေကတွေကိုဖြစ်ပွားပြီးတော့တန်ရာဟုတ်ကလှုပ်ဖို့အတွက်လမ်းပေါက်ဖက်ပေါက်ကိုရသွားစေနိုင်တယ်လို့ဒီလိုဆိုတာအေးမြတ်စွာဘုရားကဟောတယ်ငါဘုရားကလည်းပြိဋိဘံဆံရလိမ့်မယ်တဲ့ငါဘုရားရဲ့ထိတ်တန်းတပည့်တွေကသာရိပုတ္တရာနဲ့မောက္ကလံအားလုံးဟာတို့တွေအချိန်တန်လို့ရှိရင်ပြိဋိဘံဆံရမှာဒီဝေပုံလတောင်ကြီးဟာလည်းနောက်ဆုံးတော့ပျောက်ကွယ်သွားမှာပဲမာဂရလူမျိုးတွေဟာလည်းပဲချိန်တန်ပျောက်ကွယ်သွားမှာပဲတဲ့သင်္ခါရတရားဆိုတာမမြဲဘူးတဲ့မေးလျော့ပေါ့တန်ပြီးတော့မနေကြနဲ့သင်္ခါရတရားတွေပေါ်မှာအလေးနဲ့ထားပြီးတော့ဓမ္မအတွေးတွေကိုတွေးမိအောင်ကြိုးစားအထောက်ကြလို့မြတ်စွာဘုရားကဒီသုတ်တံကိုဝေပုံလသုတ်တံကိုအခုလိုဟောတာသမိုင်းကြောင်းနဲ့ရှင်ပြီးတော့ဟောတာနော်သမိုင်းကြောင်းနဲ့သမိုင်းကြောင်းမှာဖော်ထုတ်ပြီးတော့မြတ်စွာဘုရားဟောတဲ့တော့
အဲ့တော့မြန်မာနိုင်ငံမှာလည်းပဲကြည့်မယ်ဆိုရင်တမိုင်းကြောင်းတွေကိုဖော်ထုတ်ပြီးပြောစရာတွေအများကြီးပဲပေါ့အများကြီးပဲရာဇဝင်ကိုလေ့လာကြည့်မယ်တမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်တမိုင်းကြောင်းနဲ့ထုတ်ဖော်ပြောစရာတွေအများကြီးအဲ့တော့မြတ်စွာဘုရားကအဓိကဒီတုတ်တန်ကိုဟောတာဟာသင်္ခါရတရားတွေပေါ်မှာညီငွေဖို့လွတ်မြောက်အောင်ကြိုးစားဖို့မြတ်သောအကျင့်ကိုကျင့်တဲ့နီးလန်းနေသင်္ခါရတရားတွေကလွတ်မြောက်အောင်မဂ္ဂင်၈ပါးကျင့်တရားကိုကျင့်ရမစ္စည်းမပฏิပဒါဆိုတဲ့မဂ္ဂင်၈ပါးကျင့်တရားကိုကျင့်ရမယ်ဒီကုန်းချုပ်အနေနဲ့မြတ်စွာဘုရားဘာဟောတော့ဆိုအနိစ္စဝတ္တသင်္ခါရဥပ္ပါဒဝယဓမ္မိနောသင်္ခါရလို့ဆိုတဲ့ယုတ်တရားတွေပဲဖြစ်စေယုတ်တရားနံတရားတွဲဖက်နေတဲ့သဘာဝလို့ခေါ်ရတဲ့တရားတွေပဲဖြစ်စေယုတ်တရားပဲဖြစ်စေနံတရားပဲဖြစ်စေယုတ်တရားနံတရားနှစ်ခုလုံးပဲဖြစ်စေအကြောင်းတရားတွေကပေါင်းစုဖန်တီးထားတာဖြစ်တဲ့တရားတွေဖြစ်လို့အနိစ္စဖြစ်လာပြီးရင်တည်မြဲတာမရှိဘူးပစ္စည်းပြောက်ွယ်သွားနိုင်တဲ့အရာတွေကြီးပဲတခုမှယတ္တိနိုင်စွာမရှိဘူးတဲ့သင်္ခါရအဲ့ဒါကိုထပ်ပြီးတော့အနိစ္စကိုတရုပ်ခေါ်တဲ့အနေနဲ့မြတ်စွာဘုရားဥပ္ပါဒဝယဓမ္မိနောဥပ္ပါဒဆိုတာဖြစ်လာတာဝယဆိုတာပြတ်သွားတာပျောက်သွားတာဖြစ်လာတယ်ပျောက်သွားတယ်ပေါ်လာတယ်ပျောက်သွားတယ်ဖြစ်လာတယ်ပြတ်သွားတယ်နော်မတည်မြဲတဲ့သဘောကိုပြောအခု2012ခုနှစ်မနေ့2011ခုနှစ်အကုန်က2012ဆိုတာစခဲ့တယ်ခုဒီနေ့ဆုံးပြီလေအစရှိရင်ဆုံးရှိတယ်ဆိုတာစတင်ခြင်းဒီဆုံးသက်ခြင်းမှာအဆုံးတယ်ပေါ့ပြီးဆုံးခြင်းမှာအရာခသိန်းဟာဒီနေ့ဒီတိုင်းပဲလို့ဒီလိုပဲစလာမှုသည်ပြီးဆုံးမှုတွင်ဆုံးသက်တာမွေးဖွားလာခြင်းဟာလည်းသိခြင်းမှာပဲဆုံးသက်တယ်အဲ့ဒါကိုပြောတာဥပ္ပါဒဝယဓမ္မိနောဓမ္မဆိုတာသဘောကိုပြောတာအဲ့ဒီသင်္ခါရတရားတွေဟာလာတတ်တဲ့သဘောရှိပြီးတော့ပျက်စီးခြင်းအကြောင်းဆိုရင်ပေါ်လာမယ်ပျောက်ကွယ်သွားမယ်ဒီလိုဆိုလို့ပျောက်လာပြီးတော့တည်မြဲဖြစ်လာပြီးတော့တည်မြဲနေမှာမဟုတ်ဘူးဖြစ်လာပြီးရင်ပျောက်ကွယ်ပျက်စီးပြီးတော့ပြတ်ကင်းသွားလိမ့်မယ်ပြတ်ကင်းတဲ့သဘောရှိတယ်ဥပ္ပိစိတ်တဝါနိရုဇန္တိထပ်ပြီးတော့ရှင်းတာဖြစ်ပြမှုသဘောတရားဥပ္ပိစိတ်တဝါအကြောင်းတရားတိုက်ဆိုင်လို့ပေါ်လာပြီးတဲ့နောက်မှာနိရုဇန္တိချုပ်ပြောက်ပြီးတော့သွားကြတယ်ဘယ်ရာပဲဖြစ်ဖြစ်စိတ်တွင်ကြည့်ကြာမြင်နေရရင်လူတွေကဖြစ်ပြီးပြတ်သွားတာလို့မသိဘူးတူတောင်းတဲ့အရာတွေကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်လိုက်ဖြစ်လာပြီးတော့ပျောက်ကွယ်သွားကြတယ်ဥပ္ပိစိတ်တဝါအကြောင်းတိုက်ဆိုင်မှဖြစ်လာပြီးတဲ့နောက်နိရောဇန္တိချုပ်ဆုံးကွယ်ပြောက်ပြီးတော့သွားကြတယ်ဒါဖြင့်ဖြစ်လာပြီးရင်ထိန်းထားလို့မရဘဲနဲ့ပျောက်ကွယ်သွားတဲ့ဒီသင်္ခါရတရားတွေရှိနေသမျှဟာချမ်းသာပါစေရမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုဖြစ်မှုပြက်မှုဆိုတာကြီးကအမြဲတမ်းကပ်ပြီးဒုက္ခပေးနေတယ်ဒါကြောင့်မို့လို့ဒုက္ခလို့ခေါ်တာဝိပဿနာမှာအနိစ္စမြင်မှုကအဓိကအကျအဆုံးပဲပေါ့အနိစ္စမြင်မှုအဓိကပဲဒါကြောင့်မို့ဥရိယဗျာဉာဏ်ဆိုတာလည်းအနိစ္စကိုရည်ညွှန်းတာဘင်္ဂဉာဏ်ဆိုတာလည်းအနိစ္စကိုရည်ညွှန်းတာပဲဘင်္ဂောနာမအနိစ္စတာယပရမကောတိတဲ့ဘင်္ဂဆိုတာအနိစ္စအထွတ်ထိပ်မြင်တာအနိစ္စသဘောကိုကောင်းကောင်းမြင်အောင်ကြိုးစားမမြဲဘူးဆိုတာမြင်လာပြီဆိုတာနဲ့ဒုက္ခဆိုတာသဘောပေါက်သွားလိမ့်မယ်အနတ္တဆိုတာသဘောပေါက်တယ်မြတ်စွာဘုရားကအနတ္တလက္ခဏာသုံးပါတတ္တဗံဖြစ်ပြီးသားပုဂ္ဂိုလ်တွေကိုအနတ္တသဘောကိုရှင်းတဲ့အခါမှာဒုက္ခရှုထောင့်ကရှင်းပေးထားတာနော်ဒုက္ခရှုထောင့်ကနေရှင်းတာအဝတ္တဝတ္တနာကိုယ်အလိုတိုင်းမဖြစ်ဘူးဆိုတဲ့ရှုထောင့်ကနေပြီးအနတ္တကိုရှင်းနာယိတံရူပံအာဘာရာယတံဝတ္တယဆိုဒုက္ခရှုထောင့်ကနေပြီးအနတ္တကိုပြောတာ
အဲ့တော့အနိစ္စမြင်လိုက်တာနဲ့ဒုက္ခဆိုတာသဘောပေါက်အဲ့ဒီမမြဲတဲ့အရာဝတ္ထုမမြဲတဲ့သင်္ခါရတရားတွေအဲ့ဒီသင်္ခါရတရားတွေရှိနေသမျှဒုက္ခဆိုတာဘယ်တော့မှမလာနိုင်ဘူးတဲ့ဒါကြောင့်တေတံဟူပတမောဒုက္ခောအဲ့ဒီသင်္ခါရတရားတွေလုံးဝပျောက်ကွယ်ချုပ်ငြိမ်းသွားခြင်းသည်သာလင်ချမ်းသာတယ်လို့မတည်မြဲတာတွေကအမြဲရှိနေတာဖြစ်နေသည့်အတွက်ကြောင့်ဖြစ်ပြီးရင်ပြတ်သွားတယ်မဖြစ်ဘဲလည်းမနေဘူးဖြစ်လာအောင်ပါပဲဖြစ်လာပြီးရင်ပြတ်သွားအောင်ပဲဖြစ်လာပြီးရင်ပြတ်သွားအောင်ပဲဆိုတဲ့ဖြစ်မှုပြတ်မှုတွေနောက်ရှက်နေသည့်အတွက်ကြောင့်သင်္ခါရတရားတွေဟာဘယ်တော့မှခိုင်မာတာလည်းမရှိဘူးတည်မြဲတာလည်းမရှိဘူးလို့နဲ့ဟောင်းကုံဆုံးတဲ့အနည်းဝိပဿနာဉာဏ်ရအောင်ကြိုးစားအထောက်ကြအောင်ဟောအခုလို့ဆင်ញင်သုံးသပ်ခြင်းအဖြစ်မိမိရဲ့တဏ္ဍာမှာဝိပဿနာဉာဏ်နေဖြစ်လာအောင်တိုးမြင့်ပြီးတော့ကြိုးစားအထောက်ကြအောင်နဲ့ဟောင်းကုံတာကိုအကြောင်းပြုပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့ယုတ်တိနန္ဒီရဲ့ကုံဆုံးပျက်စီးနေမှုဖြစ်လာပြီးတော့ပျောက်ကွယ်သွားမှုဒီသဘောတွေကိုစဉ်းစားနိုင်လာလို့ရှိရင်ဝိပဿနာလို့ဆိုတဲ့ထူးခြားတဲ့အသိဉာဏ်တစ်ခုဟာဖြစ်ပေါ်လာမှာပဲဝိပဿနာရဲ့အာယုံဟာသင်္ခါရပဲသင်္ခါရသာဖြစ်တယ်သင်္ခါရဆိုတဲ့ယုတ်နဲ့နာနှစ်မျိုးသာဖြစ်တယ်အဲဒီယုတ်နာနှစ်မျိုးရဲ့မမြဲတဲ့သဘောတွေကိုရှုနိုင်လာပြီဆိုရင်ဒါဝိပဿနာဉာဏ်ဖြစ်တာပဲအဲဒီဝိပဿနာဉာဏ်ရင့်တန်လာအောင်ကြိုးစားအထုတ်တဲ့အခါမှာသင်္ခါရတွေအပေါ်မှာလက်လျူရှုနိုင်လာတယ်ကြောင်းညမဆိုင်တော့ပဲနဲ့လက်လျူရှုနိုင်လာတဲ့အခါကျတော့အသိဉာဏ်ဟာတည်ငြိမ်မှုရလာတဲ့သဘောတည်ငြိမ်လာတယ်ပို့ပြီးတော့တည်ငြိမ်လာတယ်သင်္ခါရုပ္ပခာဆိုတာသင်္ခါရတွေအပေါ်မှာဒီဥပ္ပခာပြုတာမဟုတ်ဘူးအသိဉာဏ်အနေနဲ့ချစ်ချင်းမုန်းခြင်းဆိုတဲ့သဘာဝတရားတွေမရှိတော့ဘဲနဲ့သင်္ခါရတရားတွေရဲ့သဘာဝတတ်ကိုလာတည်တည်ငြိမ်ငြိမ်နဲ့ရှုနိုင်တဲ့အသိဉာဏ်မျိုးသင်္ခါရုပ္ပခာဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခာဉာဏ်ရှင်းတန်လိုက်တာနဲ့တပြိုင်နက်အနုလောမဉာဏ်ကနေပြီးတော့နောက်ဆုံးကတ္တရဘူးဆိုတဲ့သဘာဝတရားကိုယ်စိတ်ထဲမှာပေါ်လိုက်တာနဲ့နိဗ္ဗာန်ကိုလှမ်းမြင်ရကန်းစရောက်တဲ့အခါမှာဟိုဘက်ကန်းကိုမြင်ရတယ်လို့နိဗ္ဗာန်ကိုလှမ်းမြင်အဲ့ဒီလှမ်းမြင်ရတဲ့အနေထားကနေပြီးတော့နိဗ္ဗာန်ကိုအာယုံပြုတ်လိုက်တာပြုတ်လိုက်လာနိုင်တဲ့အချိန်မှာသင်္ခါရတရားတွေရဲ့အဆုံးကိုမြင်ရလို့သင်္ခါရတရားတွေရဲ့ဆုံးရမဖြစ်တော့ရနိဗ္ဗာန်ဆိုတဲ့အာယုံကိုအာယုံပြုတ်လိုက်တာနဲ့တပြိုင်နက်မက်ဆိုတဲ့အစွမ်းထက်တဲ့ညာဟာပေါ်လာပြီးတော့တဏှာထဲမှာပါလာတဲ့တွေ့တာမှုတွေကိုအဆင့်ဆင့်ပယ်ရှားသွားတာနောက်ဆုံးမှာ၄ခါလောက်ဖြစ်လိုက်လို့ရှိရင်တွေ့တာမှုတွေအလုံးခန်းချောက်သွားပြီဘဝပေါ်မှာတွေ့တာမှုတွေလုံးဝကုန်ဆုံးသွားကိလေသာတွေအလုံးကင်းစင်သွားပြီနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားနိုင်တယ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သင်္ခါရတရားတွေရဲ့ချုပ်ဆုံးရာတေတံဟူပတမောဒုက္ခောဖြစ်ပြီးပြတ်တတ်တဲ့သင်္ခါရတရားတွေရဲ့ချုပ်ဆုံးရာနိဗ္ဗာန်သည်သာလင်တကယ်ချမ်းသာအစစ်ဖြစ်တယ်ဖြစ်မှုပြတ်မှုတွေဟာကုံဆုံးသွားပြီးတော့ဖြစ်เสียပြတ်เสียမရှိတော့တဲ့အနေအထားမျိုးရောက်အောင်ဝိပဿနာကျင့်စဉ်နဲ့သင်္ခါရတရားတွေရဲ့အပြစ်မြင်အောင်ကျင့်ကြံကြိုးကုပ်အထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဘုရားမြတ်စွာရဲ့အဆုံးအမဩဝါဒအတိုင်း2012ခုနှစ်ဂုံဆုံးတဲ့နေ့မှာဓမ္မအတွေးကိုတွေးပြီးတော့ဓမ္မအမြင်ဓမ္မအသိကိုရရှိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း